Where is your အားလုံးပဲမင်္ဂလာပါရှင်။ခြေကတော့ Yoga Land Instructor တစ်ချက်မိပါ။ဒီဗီဒီယိုလေးထဲမှာတော့ break the pattern ရဲ့ဒုတိယမြောက် posture လေးကိုပြသပေးထားတာဖြစ်ပါတယ်။ဒီ posture လေးကတော့အဓိကလက်အားသုံးရတဲ့ unbalance pose လေးဖြစ်ပါတယ်။ခြေတို့ပုံမှန်လေ့ကျင့်နေကြ side plant ပုံစံမဟုတ်ဘဲနဲ့ side plant ကိုမှ modify လုပ်ထားတဲ့ posture လေးတစ်ခုပဲဖြစ်ပါတယ်။အဲဆိုရင်ဒီ pose လေးကိုလေ့ကျင့်ကြည့်ကြအောင်။ပထမအဆုံးကျတို့ဖြာလေးပေါ်မှာခန္ဓာကိုယ်လေးကိုဘေးတစ်စောင်းဆောင်းနေမယ်။အောက်ဒူးကိုနည်းနည်းကွေးထားတယ်။အပေါ်ခြေကိုကြတော့ဒီအောက်ဒူးရဲ့အရှိနာလေးမှာခြေပွားလေးကိုချထားမယ်ပေါ့နော်။ဒီနေထားရပြီဆိုရင်အောက်ဒူးကောင်းလေးကိုမလာတဲ့ချိန်မှာအပေါ်ခြေလေးကလည်းသူ့လိုလိုက်ပါလာတယ်။အဲ့ချိန်မှာကျတို့အပေါ်ကလွတ်နေတဲ့လက်ကလေးကိုခြေဖမိုးရဲ့အပေါ်နားလေးကနေဒီလိုလေးထားပေးရပါမယ်။ထားတဲ့ချိန်မှာသူ့ရဲ့ထားတဲ့နေရာကကျတို့ဒီတရောင်စစ်ကွေးတဲ့နေရာရဲ့အပေါ်နားလေးကိုခြေဖမိုးကိုတခြားလေးရအောင်တင်ပေးရပါမယ်။ဒီနေထားရပြီဆိုလို့ရှိရင်အောက်ကထောက်ထားတဲ့လက်ကလေးကိုတခြားထိန်းပြီးတော့မှအောက်ခြေလေးကိုနည်းနည်းဆန့်ထုတ်လိုက်ပြီးတော့ခါတိုင်းလေ့ကျင့်နေတဲ့ side plant ပုံစံတိုင်းလေးကျတို့တင်မားလေးကိုဆွဲတင်ပေးလိုက်မယ်။ဒီနေထားမှာကိုယ့်ရဲ့လွတ်နေတဲ့နောက်ထပ်လက်တစ်ဖက်ကအောက်ကထောက်ထားတဲ့လက်မောင်းလေးကိုကင်ပြီးတော့မှအောက်လက်ကိုအားထည့်တယ်တင်ပါးကိုမြများလေးသွန်းတင်ပေးရပါမယ်မျက်လုံးလေးကအရှိသက်သက်ကိုကြည့်လို့ရတယ်ဒါမှမဟုတ်အောက်ဘက်ကိုငုံကြည့်ထားလဲရပါတယ်အထူးသဖြင့်ဒီ post မှာတင်ပါးအနောက်ကိုဒီလိုမထွက်နေရဘူးပြီးရင်ကိုယ့်ရဲ့တင်ပါးကိုဖြာနဲ့မြင့်နိုင်တဲ့လောက်မြင့်အောင်သွန်းတင်ထားပေးရမယ်ဒါလေးကတော့ချက် break the pattern ရဲ့ဒုတိယမြောက် posture လေးပဲဖြစ်ပါတယ်အားလုံးပဲလေ့ကျင့်လို့အဆင်ပြေကြပါစေရှင်